စိုက်ပျိုးရေးနီလာနာပတ်သက်ပြီးပြောပြမယ်။မြေတိုးစာဆိုင်ကိုရောက်ရင်အိတ်ပေါ်ကဒီကနန်း၃လုံးကိုမြင်ဖူးကြမှာပါ။15 15 15 20 20 20 12 20လေးစနဲ့စသဖြင့်ပေါ့။ဒီနံပါတ်တွေကဘာကိုပြောတာလဲ။ဒီနေ့အဲ့ဒါကိုရှင်းပြပေးမယ်။ဒီကနန်း၃လုံးက NPK လို့ခေါ်တယ်။ဒါတွေကအပင်အတွက်အဓိကလိုအပ်တဲ့အာဟာရဓာတ်ကြီး၃မျိုးပါ။ N ဆိုတာ nitrogenဒါကအရွက်အတွက်ပါ။ nitrogen ကအပင်ရဲ့ပင်စီနဲ့အရွက်တွေကိုစိန်လန်းဆိုပြအောင်လုပ်ပေးတယ်။ဟင်းနုနဲ့ကိုက်လန်းလိုမျိုးအရွက်စားပင်တွေစိုက်ရဲ့မြင့်တဲ့ N ပါတဲ့မြေတော်စာရွေးတင်တယ်။ P ဆိုတာ phosphorus ဒါကအမြစ်အတွက်ပါ။အမြစ်ဖွင့်ဖြောဖို့ပန်းခိုင်တွေထွက်ဖို့အဆဲတွေဖြစ်ဖို့အားပေးတယ်။ပြောပင်လေးတွေစကျင်စိုက်တဲ့အချိန်ပန်းမပွင့်ခြင်းအချိန်မှာ P များတဲ့မြေတော်စာတုံးတင်တယ်။ K ဆိုတာ potassium ဒါကအတီးအတွက်ပါ။အပင်ရဲ့ကိုယ်ခံအားကောင်းစေတဲ့ရောဂါတန်ခံနိုင်ရရှိစေတဲ့အတီးတွေကြီးထွားဖို့ချိုးမြင်ဖို့အားပေးတယ်။အတီးစားပင်တိတိပင်တွေတော့ K ကအရေးကြီးတယ်။ဒီတော့မြေတော်စာဝဲတဲ့အခါဘလို့ရွေးမလဲ။နံပါတ်တွေညီနေတဲ့15ကဘလို့အပင်မဆိုခြုံငုံတုံးလို့ရတယ်။အပင်စတင်စိုက်ခြင်းရေဘူးရအနေထားအတွက်တင့်တော်တယ်။အရွက်တွေဝါလာရင်ကြီးထွားမှုနေရင် N မြင့်တဲ့မြေတော်စာ၃ပါပန်းမပွင့်ဖို့အတီးမတီးဖို့ဆိုရင် P မြင့်တဲ့မြေတော်စာ၃ပါအတီးတွေတိနေရင်အရသာမကောက်ရင် K မြင့်တဲ့မြေတော်စာ၃ပါ NPK ကအဓိကအာဟာရကြီးတွေပါဒါပေမဲ့တန်တက်ဇန်တက်မက်ဂနီဆီယမ်စတဲ့တင်းငယ်တဲ့အာဟာရဓာတ်တွေလည်းအရေးပါပါတယ် organic နည်းနဲ့စိုက်ပျိုးတဲ့အတွက်နွားကြီးမြဲဆွဲငါးဆွဲရည်ဒါမှမဟုတ်ပို့စွန်းခွာမုံတွေက NPK ကိုတဘာဝအတိုင်းဖြစ်စီပေးပါတယ်အရေးကြီးဆုံးကအပင်ရဲ့လိုအပ်ချက်ကိုလေ့လာပြီးမှန်ကန်တဲ့အချို့အစားကိုရွေးချယ်တတ်ဖို့ပါနေ့စဉ်9မိနစ်စာဒီလိုစိုက်ပျိုးဤနီးလောင်တွေကိုလဲလာပြီးစိုက်ပျိုးရေးပညာရှင်ဖြစ်ဖို့ follow လုပ်ထားပါ